那安的话，不能不要，这种人的高话ထွက်单，不要比ထွက်单差别个。我是没比ထွက်单差别，点我们去。我把人家两万拿来的，没对我，但是是老拿来的，多少钱？也得我妈别提到我们家说，别提到我们别话了，把人家问个，啊，个月安那玩意儿，我那谁不信呢？这么闹，这么闹时间拿了没的，他都ပြောလိုက်တဲ့အပြောလည်းဘာမှမဟုတ်ဘူးပဲတက်စီသမားမှာဖြစ်သွားတယ်သူမျိုးလုံးတစ်ဖက်ပြက်နေသူတက်စီငါတော့သူအတက်စီဆိုရအောင်သူမအောင်မြင်တော့ဘူးဘယ်အလုံးမစိုးမျိုးလုံးလေးရှိရတယ်မရှိတာအများကြီးกว่าပဲရွှေမိုးရတော့ဘာမှမဖြစ်ဘူးမျိုးလုံးလေးမရှိရင်လူဘွားကြီးကဟိုအနှင်ကန်းလေးလူရှိတယ်လို့ဟိုကိုရှက်ပြီးတော့တင်ငင်နေရလူတွေဘဝမှာအများကြီးပဲဒီလိုလူမျိုးကိုချင်းစာလို့ကျွန်တော်ဖြစ်စေချင်တယ်လှပတဲ့ဘဝကိုကျွန်တော်ဖန်တီးပေးချင်တယ်ဒီကတော့ဒီမျက်စိပြတဲ့လူသားတွေနော်ဒီပညာလည်းမထုံးတော့ဘူးမြန်မာနိုင်ငံမှာလည်းရှားပါပညာတဦးတဲ့ပညာရှင်မျိုးကျွန်တော် father ကြီးစီရပါတော့အမွေလက်ဆင့်ကမ်းပြီးတော့ကျွန်တော်ဒီလုပ်ကိုဆက်လုပ်ရတယ်အဖေကလည်းအသက်ကြီးပြီအခုဆို85ဆိုတော့သူကအသက်ကြီးပြီမဲ့ဟိုလက်တုံခြေတုံလေးပေါ့နော်စီးကျူတူတူလည်းရှိတဲ့အခါကျတော့နည်းနည်းလောက်ရတဲ့အပိုင်းမှာနည်းနည်းခြေတုံလက်တုံဖြစ်လာတယ်အဲ့ဒီဘက်မှာကျတော့ဆက်လုပ်ဖို့ကျတော့အသက်ကြီးတာနဲ့တမအားနည်းချက်တွေဖြစ်လာပါအဲ့ကျတော့တားဖြစ်သူကိုပညာအမွေတင်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒီပညာကိုနေခဲ့ရမြင်နေကြဆိုတော့ကျွန်တော်တို့ကတော့မထူးဆန်းဘူးကျွန်တော်ကိုယ်တိုင်လည်းဝါသနာပါတယ်တက်မြောက်ခြင်းတယ်နော်ပြီးတော့ဒီပညာပြတ်သုံးရမှာလည်းတအားကြောက်တယ်အဲကြောင့်ကျွန်တော်တင်ယူဖြစ်ပြီးတော့ဟိုဆက်လက်လုပ်ကန်နေတာပါအခက်ခဲရလို့ဦးဆုံးဆက်လုပ်ပြီးတော့မုံဝင်ရတော့ရှိတာပေါ့ငါလုပ်တဲ့ဟာများအောင်မြင်ပါမလားတူမြတူပါမလားဦးဆုံးကတော့ကျွန်တော်တော့ဟို father ကြီးကလည်းအလွတ်မင်းဒါလုပ်လိုက်လို့မခံဘူးတွဲလုပ်တာ6လလောက်ကတော့တွဲလုပ်တယ်လုပ်တာလေးကြည့်တယ်စမ်းကြည့်တယ်လိုအပ်ချက်ရှိတယ်ပြင်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်ဦးဆုံးဆန်းလုပ်တဲ့ခါကျတော့နည်းနည်းပါဟိုအယောင်မဲမှညာနည်းနည်းပါဟိုစေးပြန့်တာလို့ပဲဖြစ်ဖြစ်နည်းနည်းမတူတဲ့အပိုင်းနည်းနည်းပါလို့ရှိတာပေါ့ဒါပေမဲ့စူးစမ်းကျင်တဲ့စိတ်ကြောင့်အောင်မြင်တယ်ဆိုတာလေကိုတန်းလည်းဝါနာလည်းပါတယ်နောက်တစ်ခုကကိုကဒီအမားတစ်ခုတွေ့ပြီအဲ့မှာငါဘယ်လိုပြင်ရမလဲအမားပြင်ရင်ငါဒီတက်ကောင်းဘယ်လိုလုပ်ရမလဲအဲ့ဒီ idea sense ကျွန်တော်မှရှိတယ်အဲ့ကြောင့်ကျွန်တော်ပို့ပြီးစူးစမ်းလဲပို့ပြီးလှုပ်ဆောင်ပါတယ်သူတို့လှပပါကျွန်တော်ပြောတယ်။ဘာလို့ပြောလဲဆိုတော့သူတို့မလှပလဲပေါ်ပါဗျာ။ဘာပြောသူအနည်းနဲ့အများတော့အနှင်ခမ်းတယ်။ပွင့်နေပြောရင်ဟိုចောင်းသားဘွားမှာခေကဟိုတန်ငယ်ကြီးနေစောရင်ဘယ်လိုခေါ်လဲကလေးချင်းတောင်းမှပင်လေဓမြကြီးလာပြီ။ဒါမှဟိုမှာစိတ်နှလုံးဟိုမှာဟိုမြက်ကန်းရဲ့သားပေါ့ကွာ။စသည်ပေါ့ကလေးပညာမှာရမ်းထိခိုက်တယ်။သူတို့ကိုကျွန်တော်အဲ့လိုတော့မတက်သေးဘူး။ဒါပေမဲ့သူတို့ဟိုလူနာတွေများလာခါသူတို့ရဲ့စိတ်ထဲကိုကျွန်တော်ဝင်မိတယ်လို့ပဲ။သူတို့ဖြစ်တာကျွန်တော်ဖြစ်တာနဲ့အတူတူပဲ။အဲ့လိုမျိုးပေါ့။လုံးတလုံးကတော့အမှတ်တမဲ့ကျင်းတော့ဘာမှမဟုတ်ဘူးတည်လေးဟာလွယ်လေးပေါ့ကွာသူ့တန်မိုးနေတာကြတော့တချို့ကတန်တချို့ကလည်းမတန်ဘူးထင်တယ်တချို့ကလည်းပိုတန်နေတယ်ဒါလူအတွေးခေါ်တာအများကြီးလူတယောက်နဲ့တယောက်နဲ့မတူဘူးဒါပေမဲ့အဲ့ဒီမျိုးလုံးတစ်လုံးကဘာမှမဟုတ်ပဲမျိုးလုံးတစ်လုံးဖြစ်ဖို့ကအရန်ရည်ကြီးတယ်ဥပမာအတိုင်းယူတဲ့အချိန်ကစတယ်နော်အတိုင်းယူတယ်ကျွန်တော်တို့ပုံစံလေးယူတယ်မျိုးလုံးကိုအပုံစံယူကလည်းအတိုင်းကမှန်မှဟိုယထာဟိုပါပေါ့နော်ယထာကောင်းလိုမျိုးရှေ့ရယထာကောင်းကိုဆွဲမှနောက်ကယထာကောင်းကသူ့ကိုပါဆိုမျိုးပဲရှေ့ရလည်းကျွန်တော်ကအမားတစ်ခုမကြုံမှနောက်ကလည်းမှန်ပါနော်တင်းနဲ့ပေါင်းနှစ်ကုန်မှာ3လို့ပြောလိုက်ရင်နောက်ကပေါင်းတာညှော့တာလည်းအကုန်မှားတော့မှာအဲ့ကြောင့်စပြီးအတိုင်းယူကြရကျွန်တော်ကမျက်ရည်နေထားလေးနော်ဟိုမျက်စိဆွေးမဆွေးလေးနော်မျက်စံထားမယ့်နေရာလေးသူ့ရဲ့မျက်လုံးကာလာမျက်စံကာလာအကြီးအသေးစသဖြင့်အဲ့ဒီအသေးစိတ်ကစလို့ရတယ်အဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကဖျောင်းလေးတွင်းနေပုံစံဖော်လဲနော်ပန်းစံမျိုးမှာ3မျိုးပါတယ်ပပူးပကြီးပဒိန်ဒီမျက်လုံးမှာအဲ့ဒီကနေစပြီးတော့ကျွန်တော်ကဒီပညာလေးနဲ့ပေါင်းဆက်ပြီးတော့မျက်လုံးတစ်လုံးကိုနောက်ဆုံးစုံမတ်နံနေထိပေါ့ကွာဟိုခုနပြောလဲအတိုင်းကစပြီးတော့နောက်ဆုံးမျက်လုံးပတ်ကဖြစ်တဲ့အထိကိုကျွန်တော်တို့ဒီမျက်လုံးကိုလွဲမထင်တဲ့အချိန်4ရက်ယူပြီးလုပ်ရတယ်4ရက်မြောက်မှပြီးမှဒီနေ့လုံးမနေ့ပြန်ပြီးမျက်လုံးဘယ်လိုမှမကောင်းဘူးဘာကြောင့်သူ့ရဲ့ပြုတ်တဲ့အချိန်ပေါင်းတဲ့အချိန်အပူပေးတဲ့အချိန်အေးခံတဲ့အချိန်နော်စေးသား quality 6မဲ့အချိန်စသည်ဖြင့်အများကြီးလို့တယ်အမှတ်တမဲ့ချင်းအရန်လွယ်မယ်အရန်ခက်တဲ့ဒီပညာလေးပေါ့နော်အဲ့လေပြောချင်ပါငင်တော့ဘာလို့ပြက်တာထောင်းဝင်ဟုတ်တော့ထုံးနေတယ်ဟမ်ထုံးနေဘာပြောသူရှိစေရမယ်ဘဝခီးလန့်အတွက်ဒါအထောက်ပံ့ထောက်ကူပြုတယ်အဲကြောင့်ဟိုဘလောက်ပဲပေါ့နော်ငယ်ပြီစေအသက်9နှစ်အရွယ်ကနေစပြီးတော့အသက်ရှိသူရဲ့မျက်လုံးတူကတော့တက်လို့ရပါလေဒီမှာလို့မျက်လုံးတူတက်မယ်ဆိုတော့အချက်3ချက်ပဲမြင်နေရတဲ့မျက်လုံးကျွန်တော်တက်လို့မရဘူး
နောက်နာနေကိုက်နေတဲ့မျက်လုံးကိုကျွန်တော်တိုက်လို့မရဘူးနောက်အပြင်ကိုဆူထွက်နေတဲ့ပစုံမျက်လုံးလိုမျိုးပေါ့နော်ဟိုပကတိမျက်လုံးလို level မဟုတ်အပြင်ကိုဆူထွက်နေတဲ့မျက်လုံးမျိုးဆိုရင်အတုတက်လို့မရဘူးအဲ့လိုမျိုးအချက်တွေနဲ့ညီရဲဆိုရင်တော့ဘယ်သူမှဆိုအတုတက်လို့ရပါတယ်ကျွန်တော်လုပ်ပေးလိုက်တဲ့မျက်လုံးလေးလှသွားတယ်ဟိုမှာ interview တစ်ခုမှသွားဖြေတယ်သူတို့မျက်လုံးပြတ်တယ်ဆိုတာမသိဘူးနော်ဟိုတချို့မွေးရပါဟိုပါပေါ့နော်ဟိုမှတ်ပုံနေမရှိသေးဘူးဒါမှတ်ပုံနေမှာသူတို့ကမျက်လုံးအစုံနေနဲ့ကြာလာသူတို့ရှေ့ဆက်ရမယ်ဘဝခီးလန်းတို့ကတားဖြောင်ပြီးသွားပြီနိုင်ငံခြားမှာပဲလှုပ်သွားလို့မလားကိုမြန်မာပြည်တွင်းမှာပဲလှုပ်လို့မလားသူတို့မျက်လုံးလေးမရှိလို့သူ့ရဲ့ဖောင်လေးကိုဘေးဖယ်ပြီးနေရမယ်အစားမျက်လုံးလေးရှိပြီးသူ့ရဲ့လှပသွားတဲ့မျက်နှာကြောင့်သူ့ကိုပို့ပြီးလို့ယုံကြည်မှုနဲ့ရွေးတယ်အဲ့လိုမျိုးပေါ့နော်အားကြောင့်ကိုဗစ်တဲ့အနေနဲ့ကျွန်တော်အရန်ပြောတယ်သူတို့ပြောတာတက်ကိုကျွန်တော်ပြောတယ်သူတို့လည်းပြောကြပါတယ်ခုနကညီမတို့ကျွန်တော်ကိုင်းတယ်မျိုးပဲဟိုမျက်ခုံလုံးမှာတယ်လို့မှာနော်ဒီညမကန်နော်ညီမတို့မှာမယ်ပြီးရင်ဒီအဆက်လေးကိုအောက်ဆုံးကိုဆွဲဟုတ်ပြီလားဟုတ်တယ်နော်ပြီးရင်ဒီကိုလေးလေးနဲ့စီနဲ့ဒီလိုစီငါတို့လည်းမင်းနဲ့ဒီလိုပို့မတော့ရရှိရကပြီးရင်ဒီရှိတဲ့နဲ့ကြောင်ပို့နော်ဝေးပြောရင်အရင်တော့ကတော့ကျွန်တော်ကဟိုအလောက်ကလည်းစွမ်းဝန်ထမ်းပြစွမ်းဝန်ထမ်းဆိုတော့ဟိုလူရင်းနဲ့နည်းနည်းတွေ့ရတာများတယ်ပေါ့လေများတော့ကိုယ်မျက်စိကြောင့်နည်းနည်းအားငယ်စိတ်တွေတော့များရှိတယ်ဗျကြီးတော့အဲ့ဒါနဲ့ကျွန်တော်ဒီပြလာတဲ့ဟိုလူတွေကြရဆိုတော့တည်တယ်မှာကျွန်တော် Facebook ကရှာတယ်ဗျရှာပြီးတော့ကျွန်တော်ကပြန်ပြီးတော့ကောင်းမကောင်းကျွန်တော်လည်းဟိုလေ့လာတယ်ဗျလေ့လာပြီးတော့အဲ့ဒါနဲ့ဟိုကျွန်တော်ဒီမှာဟိုနမူနာတွေကြည့်ရတော့လည်းကောင်းတော့အဲ့ဒါနဲ့ကျွန်တော်တက်လာတယ်ဗျဟုတ်အနာဂတ်ရည်မှန်းချက်ကဒီပညာနဲ့ကျွန်တော်လူသားလေးကိုအကျိုးပြုခြင်းနဲ့ဘာကြောင့်လဲဆိုတော့ရှာပတ်ပညာနော်မျိုးဆက်ပြတ်လို့လည်းမရအောင်ဒီပညာလည်းကျွန်တော်မျိုးဆက်အနေနဲ့ဒါတော့မိသားစုလုပ်ငန်းဆိုတော့တားသမီးတွေဆက်တင်တယ်